နင်းကြတဲ့တာတောင်စိတ်ကိုအနောက်ဘက်ကနေရုတ်တရက်ဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်စိတ်ကခြေချော်သွားတဲ့အခါမှာတော့သူတို့နှစ်ကောင်လုံးကြောက်မဲ့ဖွယ်ကောင်းတဲ့ခြောက်ကန်းပါအောက်ကိုတလင့်ခေါက်ဝေးပြုတ်ကျသွားပါတော့တယ်သူတို့ဟာအရှိန်နဲ့လင့်ဆင်းသွားပြီးနောက်ဆုံးညင်ကျသွားတဲ့အထိတောင်ဆောင်အတိုင်းအကျဉ်းချင်းတိုက်မိစောင့်မိထက်ခဲ့ကြပါတယ်ဒါပေမဲ့ဒီတောင်ဆဲရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကတင်ကားသစီလိုအလွန်မာကြောခိုင်ငံနေမယ်လို့နင်းကြတဲ့ကအထင်မထားခဲ့ပါဘူးဂျားတဲ့ကနေ့လေစာစားဖို့စိတ်ကူးရင်နေပဲအချိန်မှာပဲစိတ်ကရုတ်တရက်ပြန်ထလာပြီးလင်းမြန်စာပြေးထွက်သွားကြကြောင်းယုံနိုင်စရာမကောင်းလောက်အောင်ပဲလွတ်မြောက်သွားခဲ့ပါတယ်တကယ်လို့ဒါဟာတာမန်စိတ်တကမဟုတ်ပါဘူးသူတို့ဟာတရိษံလောကရဲ့တောင်တက်ပါရမီရှင်ကြီးဖြစ်ကြပါတယ်ဝေးကလေးကကြောက်ဆောင်နေကြမှာကြီးပြင်းလာတဲ့သူတို့တော့မတ်ဆောက်တဲ့ကြောက်နိုင်ရန်ဒီကိုတက်ရောက်ရတာဟာပန်းညံထဲမှာအေးအေးလူလူလမ်းလျှောက်နေရတယ်လို့ပါပဲတောင်နေရန်နေနဲ့ရိုက်မိတာကသူတို့ကိုအရှိန်မပြတ်စေသလိုဒဏ်ရာအနှဲငယ်လောက်ပုံပက်ယုံလောက်ပဲရတတ်ပြီးသူတို့ကိုအနိုင်ယူဖို့မလွယ်ကူပါဘူးနင်းကြတဲ့တွေကသူတို့ကိုဖမ်းဖို့ခက်ခဲပြီးစိတ်ပြက်လက်ပြက်ဖိအားလေးရှိပြီးမှရွှေလင်းယုံတွေကတော့ IBEX တွေကိုအလွယ်တကူပဲရှင်းပြနိုင်ပါတယ်တောင်တက်စရာမလို့လုံတွေတက်ပုံစရာမလို့ပါဘူးလင်းယုံဟာ IBEX ကိုကောက်ပြီးလေးဘိုးကိုမှတ်တင်သွားကအောက်ကိုပစ်ချလိုက်ပြီးကဘာမြေဆွဲအားကိုပဲအလုတ်ဆက်လုတ်ခိုင်းလိုက်ပါတော့တယ်တောင်စိတ်တွေကိုဒီလိုအမြင့်ကနေပြုတ်ချပြီးသေဆုံးစေပါတယ်